Hello မင်္ဂလာပါကျွန်တော်နာမည်အိတ်ပုံပါဒီနေ့ပြောပြမှာကတော့ Shutter 4 Chrono Manga ဖြစ်ပါတယ်ဇလန်စမှာတော့ကျော်ရီတို့ဥယျာဉ်နဲ့ပတ်သွားနေစဉ်အမတ်မထင်တစ်တာတစ်လုံးတွေးလိုက်ပါတယ်ဟာဒါကယန္တနာတစ်တာလားအထဲမှာဘာတွေပါတော့လဲဘာတွေပါလဲဆိုတာတော့ဘယ်သူကသိမှာလဲဘေးနာစော်လေးကဒါကရှေ့ရခင်ကမောပညာဖိုးကြီးပိုင်ဆိုင်ထားတဲ့တစ်တာပဲဖွင့်ပြလို့ရလားစင်ပြေပါတယ်ကျွန်တော်လှုပ်လိုက်မယ်လေအထဲမှာဘာတွေပါလဲတော့ငါလည်းသိကျင်တယ်လက်နဲ့ထိလို့မရဘူးပဲသတိထားရမယ်အထဲမှာထောင်ကြောက်လည်းဖြစ်နိုင်တယ်အဲ့ဒါနဲ့မောပညာသုံးပြီးဖွင့်မယ်အုံဖော့ဆိုတော့ကြော်ကြီးကစောက်တယ်စီရင်နဲ့ဖွင့်ချလိုက်ပါတယ်ဖွင့်သွားပြီဟင်ဘာလဲဒါကမော်ဆရာဝတ်ရုံမဟုတ်လားတန်ကြီးကိုက်နေတဲ့ဓာတ်နဲ့ထုတ်လဲပါတယ်အရှင်ကဘေးကစော်လေးကကျော်ရဆန်းဝတ်ခိုင်းနေပါလေခုဘလို့လဲကြည့်ကောင်းလားပေါ့မော်ဆရာကြီးကြာနေတာအဝတ်ကတော့နည်းထူတယ်မော်ဆွမ်းအားတော့ပါတယ်လို့ခံစားရတယ်ဆိုပြီးသူများဟာကိုကျော်ကြီးတယောက်ဘလိန်လိုက်ညော့ပြစ်လိုက်လှုပ်နေပါအရှင်ငါသာတာဝတ်ထားရင်မော်ဆရာကဖြစ်လာနိုင်တော့တယ်ဆိုပြီးကိုရှီမွန်ကန်ဖွင့်နေပါတယ်ခိုရိုနိုနဲ့ရမ်းမိုက်သွားပြီဒါပေမဲ့ဟိုရတာနည်းနည်းတော့ကြောင်တော်နိုင်သေးတယ်โอเคခုပြီးပြီမလားငါတို့ဦးရဲ့နောက်ဘက်ရှောက်သွားကြည့်အောင်လေလန်တဝက်မှာတော့တားရဲတကောင်နဲ့တက်တိုးနေပါတယ်တားရဲမင်္ဂလာပါနဲ့တပီလီလီမင်းအဲ့တဲ့ခေါ်လာတာဒါပထမဆုံးကြိမ်ပဲအရှင်ငတ်နေမယ်ခိုရိုနိုပါမော်ဆရာတယောက်ပါလို့ဘယ်သူမှမမေးပဲနဲ့ထမ်းမိတ်ဆက်လိုက်ပါတယ်အရှင်တားရဲကမင်းလူကောင်းတယောက်ပဲဖြစ်ရမယ်အကြောင်းမို့နဲ့တမီနေနဲ့ခင်မြန်ရင်းနှီးနေတာရပါပြီမင်းလုံးမင်းဆက်လို့ပါလို့ပြောပြီးလက်ထွက်သွားခဲ့ပါတယ်အဲ့ဒါဥယျာဉ်ကိုစောက်ပေးနေတဲ့တားရဲပါလီလီမင်းတာကိုမကြာခဏလာသူတို့စကားပြောနေချင်းချောင်းနားထောင်နဲ့ညုံမတုံတက်သေးတဲ့ငနေသားကလည်းရှိသေးပါတယ်အရှင်ကော်ပလီကဖိုးရလီလီမင်းတငယ်ချင်းခေါ်လာလားတဲ့အရှင်ကျော်ရကော်ပီလာဆိုတာအစရန်သူတွေပဲလို့ငါထင်ခဲ့တာတကယ်တော့ရောနှောနေထိုင်တဲ့ဂျိုတစ်ခုပဲမျက်နှာကိုကြည့်ပြီးမိတ်ဆာနဲ့ရွာသားကိုခွဲခြားဖို့ခက်တယ်ဟိုင်းလီလီလူကြီးလူငယ်မရွေးနှုတ်ဆက်ကြတယ်သူမရွာမှာလူသိများပုံရတယ်ဒါပေမဲ့ဘာလို့သူမကိုလေးစားဆက်ဆံကြတာလဲငါသိပြီနင်ကရှားကပါကလာခဲ့တာကိုဒါတွေပဲသိမလဲလို့ဘွားတော်ကထပ်ပြောလိုက်ပါတယ်ငယ်ရွယ်တဲ့ရှင်နေစရာမရှိတော့ခက်ခဲတာပေါ့ဒီမှာမင်းနေလို့ရပါတယ်ဆိုပြီးတော့မင်းနေချင်းနေလို့ရပါတယ်ဆိုပြီးဘွားတော်ကပြောနေပါတယ်ကျေးဇူးတင်ပါတယ်ရွာလူကြီးမတင်ပါနဲ့ရပါတယ်လီလီတငယ်ချင်းမို့မင်းနေလို့ရတာပါအရှင်လီလီကမင်းဒီမှာနေမှာကြီးလားဟုတ်တယ်လေဘာလို့နေမှာလဲမင်းမရှိရင်ငါရန်ထိကျက်နေမှာအဲ့လိုကလေးလေးလို့ကြီးကြပြီးပြောနေပါကျော်ရင်းနဲ့ငါဆေးတောင်းမှရတော့မယ်အရှင်ကျော်ရမင်းဝင်ထုတ်ဝင်ပုံမဖြစ်စေချင်လို့ပါအရှင်ရွာလူကြီးကခရိုနိုလက်သမီးတွေကအဲ့လူအပေါ်ခံစားချက်ရှိပြီဆိုရင်သူတို့စောက်ရန်တွေ့ကက်ကြတယ်သူ့စကားကိုနားထောင်လိုက်ပါအရှင်ကျော်ရအစင်ပြေပါမလားတကယ်ပဲစင်ပြေရလားလီလီမဟုတ်ဘူးနေနေရှင်နဲ့စင်ပြေတဲ့ပြောပြီးပြေးဖက်လိုက်ပါတယ်ငါလည်းမင်းနဲ့ပဲနေကြပါလေဆိုပြီးပြန်ဖက်ပေးလိုက်ပါတယ်အရှင်စောက် FA နဲ့ရွာလူကြီးနဲ့ကျွန်တော်တို့ပြုံးထိုင်ကြည့်နေရပါဟုတ်ပြီဒါနဲ့မင်းအလုတ်ကန်တစ်ခုရှိလားကျော်ရုပ်ဘွားတော်မေးလိုက်ပါတယ်မရှိရင်သွားရှောက်ဖို့ပြောလိုက်ပါတယ်စွတ်စားတက်ဖွဲ့မှာလားတဲ့မင်းအရင်ကဒါမျိုးလုပ်ဘူးလို့လားလုပ်ဘူးတဲ့တကားနာတော့ရောက်ပြီရွာလူကြီးပြောသလိုဆိုလီလီနဲ့သာလိုက်လာရင်ငါလည်းအလုံးရမှာတေးကြတယ်စမ်းကြည့်အောင်ဒီကောင်တွေကဂိုင်းတစ်ခုလည်းဖြစ်မယ်အလုပ်ပြီးလို့နားယူကြတာထင်တယ်ဘာမှဟုတ်တဲ့အလုပ်တွေရှောက်ပေးဒီမှာစပွဲထိုးဝန်တန်းလာလောက်တလားဟေးနားထောင်နေတာလားဆိုပြီးပြင်းတဲ့အတန်နဲ့ကြောင်မသမီးပြောနေပါဟေးဒီစိတ်လားအရှင်ကြောင်မသမီးอ่ะဝိတ်ခန့်သူစောက်ဖွဲ့မှာကျိုးသွားရဲ့လုံနေပါလေနောက်လည်းကြောင်ဖွဲ့သားလို့ခေါ်ဝင်ထင်တယ်ဟေးအရှင်ကြောင်မသမီးอ่ะမင်းတစ်ဝဲလာတာထင်တယ်မင်းကိုပထမအကြိမ်မြင်ဘူးလို့ဟုတ်ပါတယ်ခုမှစောက်ဝင်တာပါကျမကမတ်တင်လာအောင်ကျမဒီမှာအလားမယ်ပါတဲ့မင်းလွတ်လက်နေပါတဲ့ဟုတ်ကျေးဇူးပါအရှင်လီလီကပြင်းလို့ကြောင်တဲ့စကားပြောနေပါတယ်နည်းနည်းပြင်းနေပုံပဲကျွန်တော်ကတော့ခိုရိုနိုကတွေ့ရတော့ဝမ်းသာပါတယ်အရှင်ကြောင်မသမီးကဒီလောက်ရင်ကျေးဖို့မလိုပါဘူးတဲ့ငါမှားပါတယ်
ခုငါတို့ဂိုင်းအကြောင်းရှင်းပြလိုက်ရမလားโอเคငါတို့ဂိုင်းကတားရဲတွေကိုမျိုးတုံးအောင်လှုပ်ရတာရယ်ရှားပါပစ္စည်းကိုစုဆောင်းရတာရယ်စူးစမ်းလေးလာရတာရယ်ပါတဲ့နောက်ပြီးသူတို့ပေးတဲ့မေရှင်ကိုပေးမြောက်အောင်လှုပ်ပြီးပတ်စံယူရတာပါဘာညာပြောပြနေပါတယ်အရှင်အလုတ်လျှောက်လွှာယူလာပြီးကြော်ရုပ်ဖြေခိုင်းလိုက်ပါတယ်သူတို့ဖြေခိုင်းတာမော်ပညာနဲ့ပဲဒါကိုနားလည်ထားတယ်အရှင်ဓာတ်ကင်ထားတဲ့မော်ဆရာဆိုတော့သူတို့ပိုလို့ရှင်းကြတယ်အဲ့ဒါအရေးကြီးဆုံးပဲလို့ဖြေရမှာဆိုတာကိုလည်းကြော်ရုပ်ပြောပြနေပါတယ်အရှင်မှာကြောင်ကငါတို့ကအိမ်မွေးတတ်တာပါတဲ့ဒါကြောင့်လူတွေကသူတို့ကြိုက်တဲ့နာမည်ပဲပေးကြတာဩနားလဲပြီဒါနဲ့မင်းစင်ပြေးလာတယ်သူတို့အလုပ်တော့လိုက်မလုပ်ရပါဘူးလို့ဒါကြောင့်စင်ပြေးပါတယ်ဒါနဲ့မင်းနာမည်နဲ့လေပတ်လေးလုပ်ပေးမယ်လေအဲ့ဒါတကယ်ရှားပါဟာမင်းကပူတိလာတာပဲဟာမော်နဲ့ဆရာဟုတ်လားပြီးဒီမှာမင်းနာမည်နဲ့လေပတ်ကလေးဟိုးဘက်မှာတော့မင်းတော့ဝမ်းသာပါတယ်မင်းအောင်ပြီဆိုပြီးဖြုံနေပါတယ်ဒီဘက်မှာတော့နှစ်သမီးတယောက်ကြောင်တဲ့စကားပြောရင်အိပ်ပါပျော်သွားပါတယ်ဟိုကြောင်မသမီးကတော့ဒီနေ့မေရှင်တစ်တစ်ခုဆန်းလို့ရှင်လာတယ်မလုပ်ပါဘူးဒီနေ့အလုပ်ရှုပ်နေသေးတယ်ပြောပြီးလီလီကိုအိမ်ပြန်ခေါ်သွားလိုက်ပါတယ်လီလီမင်းနိုးလာပြီလားခုနမင်းနည်းနည်းရှာအိပ်ပျော်နေလို့ငါမနိုးတာပါဒါနဲ့ငါအိပ်ပျော်နေတော့မင်းပေသွားနေတာလေဟုတ်တယ်ငါအလုပ်ရှောက်နေတာငါကင်ထားတဲ့ဓာတ်ကျင်းသာဓာတ်ဆိုတာတေချာလို့အောင်မြင်ပြီအရှင်ပုံပင်လားမန်ကလားအတိတ်လားဆိုတော့ကျွန်တော်လည်းမသိဘူးမယ်ဆက်သွားမယ်โอเคဟိုးတစ်ချိန်ကနေဆက်အနည်းရှိရွာငယ်လေးတရွာမှာလက်ပတဲ့မိန်းမမျိုးနေထိုင်တယ်သူမဟာလက်ပယုံတယ်မကောက်ဓာတ်ကင်တဲ့နေရာမှာလဲဆရာတစ်ပါးပဲတဲ့ပြီးတော့သူမကရွာလူကြီးသမီးဖြစ်ပြီးရွာကိုလည်းသူများထပ်ပို့ပြီးရှစ်တယ်တန်ဖိုးထားတယ်ဒီနေ့မှာရွာကိုမော်ဆရာတစ်ပါးရောက်လာတယ်သူကဒီရွာအနီးတစ်ဝက်တားရဲတစုတက်ဖို့တဲ့သူကလူတွေကိုခေါ်ပြီးတားရဲရှိတဲ့နေရာကိုတွားရောက်ခဲ့ပါတယ်ဒါပေမဲ့တားရဲအလုံးပန်းနေတော့သူတို့လာမဲ့အကြောင်းရင်းကိုအရင်သိထားတော့အရင်ပုံပြီးရှုံကိုတိုက်ခိုက်တော့မော်ဆရာလည်းရှုံးပြီးပြန်လာရပါဒါနဲ့မကြည်နဲ့သူမော်ဆရာပြန်သွားတယ်တယောက်တည်းဒီတစ်ခါအသက်ပါမလာတော့တဲ့အရှင်နေနဲ့ကြုံပြီးပြန်လာရပါတယ်အသက်ရှိသေးလားဆိုပြီးကောင်မလေးကဆမ်းပြီးကုปีနေတော့လဲရွာသားများသူ့ပေါ်ထားတဲ့ညှို့နှိမ့်ချက်ဆုံးရှုံးသွားခဲ့ရပါတယ်ဒါနဲ့ကံကောင်းစွာကုသပေးရတဲ့အသက်ပြန်ရှူလာစေပါတယ်အရှင်ကောင်မလေးကဒီခါငါဖြည့်ရှင်းမယ်ငါနောက်ပဲလိုက်ခဲ့လို့ပြောပေမဲ့လည်းကောင်လေးမအန္တရာယ်များတယ်မသွားတော့နဲ့ပြောပြီးညှင်းဆန်ခဲ့ပါတယ်သူမကရွာတွေ့ရောတွေးကြုံရှိချင်တာကြောက်ရောဆိုပြီးအတင်းကျပ်တောင်းဆိုခဲ့တော့နောက်ပြီးရွာမှာငါကဓာရီကျွမ်းကျင်တယ်နောက်ပြီးဘယ်သူမှမသိသေးတဲ့ဓာရှိတစ်ချောင်းလည်းငါမှရှိရလို့ပြောပြီးသူမရဲ့စိတ်တဲ့ကြောင့်လိုက်ခဲ့မှာကိုလက်ခံလိုက်ပါတယ်သူတို့เนี่ยစုပေါင်းအင်အားနဲ့တားရဲတွေကိုစတင်မောင်းထုတ်ခဲ့ပါတယ်ဒီနေ့ကုန်တိုက်ပြီးနောက်ဆုံးမှာတားရဲခေါင်းဆောင်ကအနိုင်ယူနိုင်ခဲ့ပါတယ်အရှင်ရွှေကိုကာကွယ်နိုင်သွားပြီလို့အကောင်လေးမှဝမ်းသာစွာပြောနေပါတယ်ကောင်မလေးကလည်းသူပြောတာကြည့်ပြီးပီတိဖြစ်နေပါတယ်ဒါပေမဲ့ရွာသားတွေကတော့သူတို့လာတာနောက်ကျသွားတယ်လို့ဆိုကအနိုင်ယူခဲ့တဲ့သူတို့เนี่ยမရှိမွန်းတဲ့အပြင်အပြစ်တွေပြောဆိုနေပါတယ်အဲ့ဒါကြားပြီးကောင်လေးရောကောင်မလေးရောဝမ်းနေစွာနဲ့ပဲပြန်လာခဲ့ရပါတယ်အရှင်ဘာမှမသိတဲ့ဘွားတော်သူ့သမီးကိုအနေကြားနဲ့ခေါ်သွားလို့ဆိုပြီးကောင်လေးကိုအပီးရွာကနေနင်းထောက်လိုက်ပါတယ်သူတို့တားရဲတွေကိုအနိုင်ယူလိုက်တယ်ဘာလို့သူတို့ကမရှိမွန်းတာလဲဘာကြောင့်လဲငါတို့အတိမမပြုတ်ကြတာလဲငါဘယ်တော့မှခလို့မှမဟုတ်ဆိုပြီးကောင်လေးမှအတွေးထဲမှာရေရွတ်နေလိုက်ပါတယ်တားရဲတွေကိုခွတ်မလို့ပဲပြောနေတော့ကောင်မလေးရဲ့မော်သားရှိရရွာသားတွေကိုတက်ဖြတ်ဖို့တွားနေပါတယ်အကောင်မလေးပထမဆုံးတက်ခဲ့တဲ့တားရဲကသူ့ဖေလေးတဲ့အရှင်ကြောက်ကြကောင်းတဲ့မိန်းကလေးပြောကြောကောင်လေးမှနည်းနည်းလက်သွားပါတယ်ဒါဘလို့ဖြစ်နိုင်ပါလဲမြို့ရှိတယ်တဲ့ဘာကြောင့်လဲဆိုတော့ကဘာကြီးကိုကာကွယ်ဖို့ငါတို့ပဲရှိတာကျန်တဲ့သူအားလုံးဟာရန်သူတွေဒါကြောင့်ဓာတ်တော့ရန်သူတွေရောရွာသားတွေရောအကုန်တက်ဖြတ်တဲ့ကြိတ်စာတိုက်ထားတဲ့ဓာတ်ပဲအဲ့ဒါကြောင့်အရှိရောအမောင်ရောစစ်ကျင်ဘက်ကကြိတ်စာတိုက်ထားတဲ့ကြိတ်စာတစ်ဓာတ်ဖြစ်လာတာပဲကြိတ်စာတစ်ဓာတ်တဲ့ယူတုစရာစလန်ယူပါဆိုပြီးကြော်ကြီးထပ်ပြောလိုက်ပါဒါဆိုအကဲဖြတ်ပြီလားပြီးပြီဒီစက်လန်ကြောင့်အကုန်တိလာခဲ့ပြီအထက်မှာပါလာတဲ့တုတ်တန်လဲမော်တုတ်ပဲအဲ့ဒါကကျတော့မော်ဆွမ်းအောင်စစ်ခေါ်ကိုတုံးတယ်မလုံးနဲ့တော်တော်ရက်ဆက်လာပဲပြောပြီးခေါင်းမူသွားပါတယ်သူတို့ပျော်ရှင်စွာနေထိုင်ခဲ့တယ်လို့ထင်တယ်အဲ့နောက်သူတို့ဘာဖြစ်သွားလဲအဲ့ဒါကိုတချို့က ifrit လို့ခေါ်တယ်မော်မီတစ်မျိုးနဲ့အသုံးပြုရတယ်ဟဲ့ဒီနားထောင်ရလားနောက်တစ်ဖက်မှာတော့တက်ရှင်တော်မျိုးတော်ကနေပျက်စီးပြီးဖျားကြောင်ဖြစ်လာခြင်းတမန်တော်စာရီရဲ့မင်းကရှောင်းနေမှုရွေးချယ်ခဲ့တာပဲ
ခေါင်းဆောင်ကအကြံပြုချက်ပြောနေတယ်ကြားလားငါတစ်ပတ်အတွက်ငါဆက်ပြီးလေ့ကျင့်မှာပါခေါင်းဆောင်ကနံပါတ်40ကိုထွက်ပြေးခြင်းတော့မင်းစွမ်းအကုန်မထုတ်သုံးဘူးနော်အဲ့ဒီလူသားတွန်းနေတော့ဒီလောက်ကလုံလောက်ပါတယ်ခေါင်းဆောင်အမိတ်ကိုလည်းငါလိုက်နာခဲ့ပါတယ်တဲ့အဓိကအကြောင်းရင်းကတော့အဲ့ဒါပဲမင်းကသူ့ကိုတမင်လွတ်ပေးလိုက်တာပဲငါမင်းကိုပြစ်တင်နေတာမဟုတ်ပါဘူးမင်းစိတ်ကိုလွတ်လပ်ခွင့်ပေးတာကိုအံ့ဩတာပါမင်းလည်းလူသားပဲဆိုတာငါမေ့နေခဲ့တာပဲဘာပဲဖြစ်အေးစေးညှိရအောင်လေဒီမှာနေရတာပြင်းဖို့ကောင်းတယ်လွတ်လပ်မှုမရဘူး really သူ့ကိုတက်ပြစ်လိုက်ငါရွေးချယ်တဲ့လမ်းပဲအဲ့တော့ငါခံယူနိုင်တယ်မင်းကြိုက်တယ်လို့လုပ်လိုက်ဟာတပဲပြချောမင်းစိတ်ကလွတ်လပ်သွားပြီထိန်ရှုံမှုအောက်မှာမရှိတော့အဲ့လိုထိန်ရှုံမှုအောက်လွတ်သွားတဲ့လူကအရင်ဆုံးသူ့ကိုထိန်ရှုံတဲ့လူအရင်ပြန်တက်ပါတယ်ဆိုတာငါသိတယ်နောက်ပြီးလွတ်မြောက်သွားတဲ့ဒုတိယလူကလည်းမင်းပဲတဲ့မင်းသွားလို့ရသွားနိုင်ပြီနောက်ပြီးဒီမှာလည်းမင်းဖြက်စီခြင်းတို့ဖြက်စီလိုက်ပါဆိုပြီးပြောရင်ဖျားเจ้าနေလဲထွက်လိုက်ပါကျမခေါင်းဆောင်တော့ပဲလိုက်ပါမယ်ပန်တိုရာကိုလည်းတီထောင်ရမှာငါလည်းအောင်မြင်လုပ်ပေးမှာပါအရှင်မှာစာရီအမျိုးသမီးလည်းခရိုနိုဆိုတဲ့ကြော်ရီအကြောင်းတွေ့ရင် Shutter 4လေးပြီးဆုံးသွားပါပြီ Shutter 5လေးနားတော့ချင်တယ်ဆိုရင်ကျွန်တော် YouTube subscribe လေးကိုနှိပ်ပြီးတော့အောင်ဗျကျေးဇူးတင်ပါတယ် Yuki တို့